အဲ့တော့ဒီကောင်လေးကိုဒီ vast မှာဒီလိုလေးတီးပါတယ်အဲ့ဒီ vast မှာဒီတိုင်းတီးပြီးတဲ့ခါမှာဒီနေရာလေးပေါ့တော့နည်းတော့မြဲတယ်အဲ့ဒါလေးကဒီပေါ့နော်ဒီနောက်ဆုံးလေးပါမှာသူကဘာလေးပြောင်းလို့ဆိုတော့ဒိုအဲ့ဒီပြောင်းတာကိုတွေ့ရတယ်ဒါကြောင့်စောစောကဒီလေးပါလေးကတော့အဲ့ဒါလေးပြောင်းမှာပေါ့နော်နောက်တစ်ခါအဲ့တော်လေး verse 2မှာလည်းအဲ့ဟာနောက်ဆုံးလေးပါလေးပဲပြောင်းထားတာတွေ့ရတယ်ဒိုဆိုလာဒိုတော်ဒါလေးတီးထားပါတော့နော်ပြီးတော့ဒိုလေးကို1 2 3ဒါလေးနဲ့တီးထားတာကိုတွေ့ရပါတယ် chorus လေးတီးမယ် chorus ကကြတော့ဒီ fa ပေါ့နော် fa 2 3 fa အဲ့တော့1 2 3 1 2 3 and ပြီးတော့ so fa mi ရဲပါတယ် do so do ရဲပါတယ် soပြီးတော့ re so re ပြီးတော့ do re mi ရဲပါတယ် fa do fa တော့မနက်ကဒီပေါ့နော် mi do I'm off လေးပေါ့ 1 2 and 3 mi do 1 2 and 3 doအခါဒိုဆိုဒိုပြီးတဲ့ခါမှာ E minor နေရာလေးပေါ့နော် re mi fa la so laဒါလေးအခုံလေးလာမယ်သူတီပြီးတော့ re mi so mi re RP sign လေးကပြန်တက်သွားတာပါနော်အဲ့ဒါကိုတန်ဖိုး100နဲ့တီးပြမယ်နော်open string နဲ့တီးထားတဲ့ပုံစံလေးကိုလည်းထပ်ပြီးတော့လေ့လာရအောင်အဲ့တော့ဒီလှကျိုးကဒိုပေါ့နော်ဒိုပေါ့ဒီနှစ်ကျိုးလှကျိုးကဒိုပေါ့နော်ဒိုဒါက re da mi fa so do re mi fa so fa mi re do အဲ့တော့သူ့ရဲ့ဒွဲအောက်က fa ပေါ့နော် fa so la di do di la so fa အဲ့မှာ fi လေးသုံးနေပေါ့ fi fa fi so fa fi so ဆိုတဲ့အတန်လေးကိုတွေ့ရနိုင်မယ်နော်အဲ့တော့ဒီသုံးကျုပ်မှာဆိုရင်2ဒီဆိုတဲ့ဒီသုံးကျုပ်လှကျိုးကဆိုဖြစ်တာကိုတွေ့ရနိုင်မယ်အဲ့လိုပဲနှစ်ကျိုးလှကျိုးကတော့စောစောကတီးထဲမှာပါလာတယ်ရေပေါ့နော်အဲ့ဒါလေးကိုဒီလိုမျိုးပေါ့ပထမပိုင်းမှာဒိုဟုတ်ပြီပထမတစ်ပါးမှာနောက်တစ်ပါးမှာဒိုဆိုပြီးတော့ဒီဘက်ကိုချိန်လိုက်ရအောင်la so 1 2 and 3 and ပြီးတော့ so လှကျိုးပေါ့နော် so ပြီးတော့ fi so la fi reဒီမှာဒီရပါနော်ပြီးတော့ open ဘောအောက်ဆုံးကျိုးတစ်ကျိုး open fa ပြီးတော့ mi re ပြီး mi re ကနှစ်ကျိုးပါနော် mi re ပြီးတော့ဒီနှစ်ကျိုး open do di da သုံးကျိုးရောက်သွားတယ်ပြီးတော့လွှတ်လိုက်ရင် so သုံးကျိုးလွှတ်ကျိုးပြီးတော့ fa mi ပြီးတော့ re fa so အဲ့ဒီလိုက်စားနော်
ပြန်ပြီးတော့တီးပြမယ်ဆိုတော့ဒီ position လေးကိုလည်းလေ့ကျင့်ထားပါ